ပြီးခဲ့တဲ့ပွဲကကျွန်တော်နှစ်ခွန်ပေါက်ခဲ့တဲ့ line လေးပေါ့ဗျာနော်ကျွန်တော်တရားပွဲပေါက်ပြီးတော့မှမမလေးလည်းမပေါက်ကျွန်တော်လူတွေလည်းမပေါက်တဲ့အတွက်စိတ်ထဲကတော့မကောင်းဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်လေးကယူဆချက်ကကျွန်တော်ကပြီးတဲ့ပွဲတော့ကခွန်နောက်ပိတ်နဲ့ရှေးပေါင်းတစ်ကိုပဲအဓိကထားပြီးတော့ကင်တာပေါ့နော်ဒါဒီဟာကတော့နှစ်ခွန်ဆိုတဲ့ဟာကတော့အရန်ပေါ့တကယ်အရန်ကတော့အောင်တယ်ပုံစံဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီနှလုံးပေါင်းချင်းခွန်ပေါ့နော်ဒီနှလုံးပေါင်းချင်းခွန်ဒီထိတ်နဲ့ပိန်နဲ့ပေါင်းချင်းခွန်အဲ့ဒီခွန်တစ်ခါဒီနှလုံးပေါင်းချင်းတစ်ဒီလေသူ့ရဲ့အောက်မှာဒီ8နဲ့3နဲ့ထိတ်နဲ့ပေါင်းနဲ့ပေါင်းချင်းတစ်ပေါ့နော်ကျွန်တော်ဒီခါဒီနှလုံးပေါင်းချင်းက2ပေါ့9နဲ့3နဲ့ပေါင်းချင်းဒီ2အဲ့ဒီ2ဒီလေကျွန်တော်တို့ဒီ9နဲ့9နဲ့ပေါင်းချင်းဒီလိုက်2တာပေါ့ဒီမှာ6နဲ့9နဲ့ပေါင်းချင်း3ပေါ့အဲ့ဒီ3ဒီသူ့အောက်မှာဒီခါဒီ6နဲ့9နဲ့ပေါင်းချင်းဒီ3ပေါ့ကျွန်တော်ကဒီချိန်တုန်းကခွန်နောက်ပိတ်ကိုမှကျွန်တော်ဒီမှာဒီရှင်းနှလုံးပေါင်းချင်း1ဆိုပြီးတော့မှယူလိုက်တာဘလို့ကြောင့်ယူလဲဆိုရင်ကျွန်တော်တို့ဒီခါပေါ့နော်ဒီခွန်မှဒီနှလုံးပေါင်းချင်းခွန်ဒီကျွန်တော်တို့ဒီနှလုံးပေါင်းချင်းခွန်လို့ဖြစ်တဲ့ချိန်မှာဒီရှေ့ပေါင်းခွန်ဒီဘယ်ကလာလဲလို့ထက်ကခွန်ပေးကြောင်ရှေ့ပေါင်းခွန်လို့ကျွန်တော်အဲ့လိုဆုံးဖြတ်ခလိုက်တာပေါ့နော်ဗီဒီယိုဖိုင်လေးတင်ပြီးတော့မမတွေများတော့သိပါတယ်မမကောက်မှကျွန်တော်တင်ပေးလိုက်တယ်ပေါ့နော်အဲ့မှာဒီနှလုံးပေါင်းချင်းက1ဒီနှလုံးပေါင်းချင်း1ဒီလဲ8နဲ့3နဲ့ပေါင်းချင်း1လို့ဖြစ်တဲ့ချိန်မှာဒီရှေ့ပေါင်း1ပေါ့ရှေ့ပေါင်း1ဒီလဲကျွန်တော်တို့ဘယ်ကလာလဲဆိုရင်ဒီထက်ကပရိတ်1ကြောင်ရှေ့ပေါင်း1ပေါ့တခါဒီကနှလုံးပေါင်းချင်းဒီနှလုံးပေါင်းချင်း2ဒီလဲဒီမှာ9နဲ့9နဲ့ပေါင်းချင်း2လို့ဖြစ်တဲ့ချိန်မှာဒီရှေ့ပေါင်း4ဒီရှေ့ပေါင်း4ဒီဘယ်ကလာလဲဆိုရင်သူ့ထက်ကပရိတ်4ကြောင်ရှေ့ပေါင်း4ပေါ့ကျွန်တော်ယူဆချက်လေးပေါ့မြန်မမကောက်မှကျွန်တော်တင်ပေးခဲ့ဘူးလေယူဆချက်လေးမမများသိပါတယ်ဒီနှလုံးပေါင်းချင်း3ပေါ့နော်ဒီနှလုံးပေါင်းချင်း3ဒီလဲကျွန်တော်တို့ဒီ6နဲ့9နဲ့ပေါင်းလိုက်ရင်3ဖြစ်ရမှာအဲကြောင့်ကျွန်တော်တို့ဒီရှေ့ပေါင်းလေးကြံခဲ့တာရှေ့ပေါင်းဒီဘယ်ရလာလဲလို့ဆိုရင်ကျွန်တော်ဒီနှလုံးပေါင်းချင်း1ကြောင်ရှေ့ပေါင်း1ပေါ့အဲကြောင့်ကျွန်တော်ကမမမိတ်ဆွေများကိုတော့ရှေ့ပေါင်း1နဲ့ခွန်နောက်ပိတ်ပေါ့ရှေ့ပေါင်း1နဲ့ခွန်နောက်ပိတ်ကိုကျွန်တော်3ည1ခွန်1 3ညခွန်အဲနှစ်ကွက်ကိုပဲရွေးပေးလိုက်တာပေါ့နော်ဒီ site လေးကဗာနဲ့သွားညီလဲဆိုတော့ကျွန်တော်အခုဒီဟာပဲနော်ဒီရှေ့ပေါင်း1ဒါမမများကိုရှင်းပြခဲ့တဲ့ရှေ့ပေါင်း1ဒါနဲ့သွားတိုက်ဆိုင်လို့ပေါ့ဗျာနော်ဒီရှေ့ပေါင်း1နဲ့ခွန်နောက်ပိတ်ဒီမှာလဲရှေ့ပေါင်း1နဲ့ခွန်နောက်ပိတ်ဒီ site လေးကတော့ဒါကျွန်တော်တို့ Telegram မှာတင်ပေးခဲ့ဘူးတဲ့ site လေးပေါ့အဲ့ရလေးနဲ့ရှင်းချင်းပြီးတော့မှကျွန်တော်ပြီးတဲ့ပွဲတော့ငါရှေ့ပေါင်း1နဲ့ခွန်နောက်ပိတ်ကိုပဲအဓိကထားတကယ်တမ်းတော့အဲ့လိုမဟုတ်ပါပဲနဲ့ဒီ site လေးကဘာဖြစ်လာလဲဆိုတော့ရှေ့ပေါင်း1မဟုတ်ပါဘူးတဲ့ကျွန်တော်ကမြင်တာတော့ဒီဟာကိုလည်းမြင်တာပေါ့နော်ဒါပေမဲ့ဟိုဘယ်လိုဘာပြောမလဲတိုက်ဆိုင်မှုရှိတာကိုပဲကျွန်တော်တို့ပို့ပြီးတော့ဆုံးဖြတ်ချက်တာပေါ့ဒါကဘာလဲဆိုတော့ဒီခုနကပြောခဲ့ပြီးသားပေါ့နော်ဒီခွန်ဒီလိုခွန်လို့လိုက်ဖြစ်တဲ့ချိန်မှာသူဗရိတ်နဲ့သွားချုပ်တာဗျဒီရှေ့ရယ်ဒီက2ရယ်ဒီကတိပရိတ်ရယ်ပေါင်းလိုက်ရှေ့2တစ်ဒီပုံဒီ1နဲ့သွားချုပ်တာအဲ့ဒါလေးကကျွန်တော်ကအရန်ဖြစ်နေသုံးလိုက်တာပေါ့နော်တခါဒုတိယဒီနှလုံးပေါင်းချင်း1ဒီရှေ့နဲ့3နဲ့ပေါင်းချင်း1ပေါ့နော်အဲ့လို1လို့ဖြစ်တဲ့ချိန်မှာဒီဗရိတ်ပေါ့ဒီပရိတ်ဒီလည်းဘယ်ကလာလဲဆိုရင်ဒီက9ရယ်ဒီက8ရယ်ဒီက1ရယ်4ရယ်9 8 4ပေါင်းလိုက်ခါ1ပုံစီချုပ်သွားတာဒါကိုကျွန်တော်မမြင်တာတော့မဟုတ်ဘူးပေါ့ဗျာနော်ကျွန်တော်ပြောပြပါမယ်ဒီနှလုံးပေါင်းချင်း2ပေါ့နော်ဒီ9နဲ့3နဲ့ပေါင်းချင်း2ဒီလေဒီ9နဲ့9နဲ့ပေါင်းချင်းလိုက်2ရမှာအဲ့လို2ရမှာဆိုရင်ခွန်နောက်ပိတ်ရည်အဲ့ခွန်နောက်ပိတ်ရတဲ့ချိန်ဘာပရိတ်နဲ့ပြန်ချုပ်မှာဆိုရင်ဆို10ကွက်လိုင်းပေါ့ဗျာဒီက1ရယ်ဒီက9ရယ်ဒီက1ရယ်ပေါင်းလိုက်ရင်1နဲ့9နဲ့3ညဖြစ်နေရင်ဒီမှာပုံစီ1ဖြစ်ရမှဆိုရင်1ပရိတ်မှာ1 9 1ဆိုပြီးတော့မှ1ညီညာရင်းဖြစ်တာအဲ့ခါဒုတိယကျွန်တော်တို့ပြီးတဲ့ပွဲပေါ့နော်ဒီက6ရယ်ဒီကခွန်ရယ်နှလုံးပေါင်းရင်3အဲ့နှလုံးပေါင်းရင်3ဒီ6နဲ့ခွန်နဲ့ပေါင်းလိုက်ရင်လည်း3ဖြစ်ရမှာအဲ့ကြောင့်ခွန်နောက်ပိတ်ပေါ့အဲ့ကြောင့်ဒီချိန်မှာဘာပရိတ်နဲ့လာမလဲဆိုရင်ကျွန်တော်တို့အောက်မှာပေါ့ဗျာနော်ကျွန်တော်တို့အောက်မှာဒီ9နဲ့1နဲ့ရှိထားပြီးတော့3ညရယ်ဆိုတော့အားလုံးပေါင်းရင်1ဖြစ်ရမှဆိုရင်9ရယ်1ရယ်ဒီက1ပရိတ်ရယ်လာမှာ9 1 1ဆိုပြီးတော့ညီညာချင်း1ဖြစ်မှာအဲကြတော့ဟိုမကြိုက်တော့ဘူးပေါ့ဗျာနော်ဒီမှာလဲခွန်နောက်ပိတ်နဲ့1ပရိတ်ဒီမှာလဲခွန်နောက်ပိတ်နဲ့1ပရိတ်ဆိုတော့ကျွန်တော်တို့ခွန်နောက်ပိတ်နဲ့1ပရိတ်ဆိုလို့ရင်ပရိတ်ထက်လည်းဖြစ်နေတာဆိုတော့စိတ်ထဲမှာမကြိုက်တော့ဘူးပေါ့ဗျာကျွန်တော်ကဒီမကြိုက်တဲ့အတွက်ကြောင့်ဒီမမများကိုလည်းမပေးလိုက်ဘူးဖွဲ့ကိုလည်းဒီစိတ်နှလုံးဆောင်ဖြစ်တဲ့ဒီဆိုင်လေးကိုချပြမပေးခဲ့ဘူးပေါ့ဗျာကိုတိုင်ကိုကတော့ဒီနှစ်ခွန်ဒီပြောမှဆိုတော့ဒီ10ခွက်ဆိုင်ထဲမှာကျွန်တော်10ခွက်လုံးတော့မထိုးဘူးဒီနှစ်ခွန်လေးပဲထိုးတယ်ဒါကတော့ဖြစ်တော်ရှိဟုတ်တော်ရှိပေါ့တကယ်တော့မကြိုက်ဘူးပေါ့ဗျာနော်ဘာလို့လဲဆိုတော့ဝန်ခံတာပေါ့မမြင်တာတော့မဟုတ်ဘူးပေါ့နော်ဒီ9 1ဆိုတဲ့ဒီတိပရိတ်ကြီးကိုကျွန်တော်ဘလို့မှမကြိုက်နိုင်ဘူးမကြိုက်ဘူးပေါ့ဗျာရှင်းရှင်းပြောရရင်
မကြိုက်တော့လဲငွေနဲ့တက်ဆိုတော့ကျွန်တော်1000ဘူးလေးပဲပက်လေထိုးလိုက်တာပက်လေဆိုတာကလည်းဒီနူနဲ့ဆိုရင်တော့တစ်ခွက်ပဲထိုးရမှာပေါ့တခြားဆိုင်ကလည်းရှိတယ်2ခွန်ပက်လေစာရှိတယ်အဲ့ဒါလေးကလည်းခုလိုပေါ့မကြိုက်တဲ့ဆိုင်လေးဖြစ်နေတယ်ဒီ2ခွန်ကတော့ဟုတ်တော့ကြီးမဟုတ်တော့ကြီးဆိုပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်ပြီးခဲ့တဲ့ချိန်တုန်းကဒီချိန်တုန်းကလည်း2ခွန်ပေါက်ပေးထဲမှာလည်းထည့်ဘူးတယ်ဒီရှစ်ကိုလေးနဲ့စပြီးတော့မှ2ခွန်ဒီတောက်6လို့ထိုးလာခဲ့တာမို့ကဲဒီတက်ခွက်တော့ဒါလေးတော့ဟုတ်တော့ကြီးမဟုတ်တော့ကြီးလို့ထိုးလိုက်တာအဲ့ဒါကြောင့်ပဲပေါက်တာတောင်1000ဘူးလေးပါကျွန်တော်တရားပဲပေါက်တဲ့ခါကျတော့စိတ်ထဲမှာတော့မကောင်းဘူးပေါ့ဗျာကဲထားလိုက်တော့အဲ့ကြောင့်ဒီချိန်မှာဆက်ပေးဦးမလားဆိုလို့ရှိရင်ဒီမှာနှလုံးပေါင်းချင်းက9ပေါ့9ဒါကြောင့်9ကပ်ဖြစ်သွားပြီကျွန်တော်တို့က4ကပ်မြောက်ဟာအကောင်းဆုံးပဲဖမ်းရတာလေဖမ်းရတာရောထိုးရတာရောကောင်းတယ်9ကပ်မြောက်ဆိုတော့ဆက်ပြီးရမှာပေါ့ဗျာနော်4ကပ်မြောက်ဆိုတော့မျောလင်းချက်လေးပူကောင်းတယ်ပေါ့ဒီမှာနှလုံးပေါင်းချင်း9အဲ့ဒီနှလုံးပေါင်းချင်း9ဒီလေဒီ2နဲ့3နဲ့ပေါင်းချင်း9ဖြစ်ရမှာ3ထဲမှာ9ဖြစ်မှာအဲ့ကျ3နောက်ပဲရပြီပဋိတ်ကိုစောစောလိုပဲပြန်ချုပ်မှတော့ဒီမှာ9ပဋိတ်ဒီမှာ9ပဋိတ်9ဆို10ဖြစ်နေပြီပုံသေး1ဖြစ်ရမှာဆိုရင်ဒီမှာ3ပဋိတ်လာမှာဖြစ်မှာအဲ့ကျတော့3နောက်ပိတ်နဲ့3ပဋိတ်3နောက်ပိတ်နဲ့3ပဋိတ်ဆိုရင်ရှည်ပေါင်း30ပေါ့ဗျာကျွန်တော်ကဒီဒါကလည်း10ခွက်လိုင်း10ခွက်လိုင်းကိုမှကျွန်တော်တို့ဒီ3နောက်ပိတ်နဲ့3ပဋိတ်ကိုပဲထိုးမလားပေါ့အကုန်လုံးထိုးမလားကျွန်တော်ကတော့ဒါအကြိုက်ဆုံးကဏ္ဍလေးပေါ့နော်10နှစ်3တဲ့ပေါ့ဒါလေးကိုကျွန်တော်တခြားယူဆချက်လေးနဲ့ထည့်ပေးလိုက်ပါဗျာနော်အဲကြတော့တခြားယူဆချက်ကိုတော့ကျွန်တော်ချပြမပေးတော့ဘူးပေါ့နော်မိတ်ဆွေများကြိုက်နှစ်တန်ရင်ရှင်းနှစ်3တစ်ခွက်ကိုပဲထိုးကျွန်တော်ကတော့ရှင်းနှစ်3တစ်ခွက်ပဲထိုးမှရှင်းရှင်းပြောတာနော်ဒီက9ကက်ဆိုင်ဖြစ်နေပြီ10ခွက်လုံးတော့မထိုးနိုင်တော့ဒီချင်းကလည်း10ခွက်လုံးမထိုးခဲ့ဘူးပေါ့အဲကြတော့မိတ်ဆွေများဒါကတော့လက်စေနာလက်ဆောင်ပေါ့ဗျာနော်ရှင်းနှစ်3တဲ့အခုချိန်မှာဒါနှစ်ခွန်အောင်ခဲ့တဲ့ line set လေးရနေပြီးမှကန်ပေးရကြပါသေးလို့ကျွန်တော်စေနာနဲ့ချပြပေးလိုက်ပါလားဗျာနော်အားလုံးကံကောင်းကြပါစေဗျာ